မိမိတို့ရဲ့နေအိမ်မှာလက်လာပတွေပွင့်လန်းပြီးမိသားစုဝင်တွေစိတ်အေးချမ်းသာရှိစေဖို့အတွက်လိုက်နာဆောင်ရွက်တဲ့မင်္ဂလာရှိသောအလေးအကျင့်9ချက်ကိုမျှဝေပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ဖျားစင်မှာပန်းရေချမ်းစွန်းနဲ့စီမီတို့ကိုမပြတ်ကတ်လှူပါဖျားပန်းကိုမနွမ်းစေပဲအမြဲလန်းဆန်းနေအောင်ဂရုစိုက်ပါပန်းအိုးတွေကရေကိုအမြဲလဲလှယ်ပြီးတောက်တော်ရေကိုလည်းတတိယတိုင်းမကြာခဏလဲလှယ်ကတ်လှူပေးရပါမယ်ဖျားရှိခိုးပြီးတိုင်းမိမိတို့ကိုစောင့်ရှောက်နေတဲ့ကိုဆောင်နှက်အိမ်ဆောင်နှက်ခြံဆောင်နှက်တွေနဲ့အတူအိမ်ဝန်းအတွင်းမှာရှိတဲ့နတ်ကောင်းနတ်မြတ်တွေမြင်အပ်မမြင်အပ်တဲ့လုံးစုံများစွာတတ္တဝအားလုံးကိုမေတ္တာပို့တာပြီးအမျှအတမ်းပေးဝေပါအကယ်၍မိမိမှာကန်စာတာညံ့နေတယ်လို့ခံစားရရင်ည12နာရီနောက်ပိုင်းမှာပရိတ်တရားတော်တွေကိုရွတ်ဖတ်ပူဇော်ပါထိုအချိန်ဟာနတ်ကောင်းနတ်မြတ်တွေလူပြည်ကိုလှဲ့လေကြည့်ရှုချိန်ဖြစ်လို့ဆုတောင်းရမှာပိုပြီးထိရောက်ပြည့်စုံစေပါတယ်အိမ်ထဲမှာသုံးမရတော့တဲ့အဝတ်အစားအစုပ်တွေပလင်းကွဲတွေအိုးပေါက်တွေနဲ့အဟောင်းအစုပ်တွေကိုနှမျောခြင်းမရှိပဲစွန့်ပစ်လိုက်ပါလိုအပ်တဲ့ပစ္စည်းတွေကိုပဲစနစ်တကျထားရှိခြင်းကအိမ်တွင်းအေးချမ်းမှုကိုအထောက်အကူပြုပါတယ်အိမ်ထဲမှာတမျက်စီးလှဲတဲ့အခါအချိန်ကိုကြည့်ပြီးလှဲပေးပါနံနက်ပိုင်းမှာလှဲရင်အိမ်ရှိကနေအိမ်နောက်ကိုလှဲထုတ်ပါညနေနဲ့ညပိုင်းမှာလှဲရင်တော့အိမ်နောက်ကနေအိမ်ရှိကိုလှဲထုတ်ပေးရမှာပဲမီးဖိုကြောင်မှာရှိတဲ့စံအိုးနဲ့စီပလင်းကိုအမြဲပြည့်စုံနေပါစေမကုံခင်ကလေးကကြိုတင်ဝယ်ယူဖြည့်တင်းထားခြင်းကလက်လာပါမပြတ်စေဖို့နမိတ်ကောင်းတစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အိမ်မှာလှေကားတွေကျိုးပြက်နေတာမျိုးရှိရင်အမြန်ဆုံးပြုပြင်ပါလှေကားပြက်နေတာဟာလက်ပိတ်စေတယ်လို့မကောင်းတဲ့ဘီအန်ဒီရဲတွေကိုဖိတ်ခေါ်တယ်လို့ဖြစ်တတ်တာကြောင့်အထူးသတိထားပြုပြင်သင့်ပါတယ်ဒီအချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းဖြင့်ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီးလက်လာပါများအစမတန်ပွင့်လန်းနိုင်ကြပါစေခင်ဗျာ